ဆုံးတရားကအလိုတကူမောင်းသွားရင်မောင်းနေတဲ့ညညမှာလည်းမြဲလို့ပါနဲ့တရားရှိတဲ့ခေအဒီအိမ်ကြီးထဲမှာတော့ဆုံးရတော့လို့ဘွားအော်အရင်မစမ်းကြတာအပြောစံကလည်းမတွေ့နိုင်နဲ့ငိုစံကလည်းမတွေ့အရင်လည်းပါနေတော့အလွယ်လေးမပြတ်တော့အဖြစ်စင်ကချင်မတွေ့နိုင်နဲ့အယောင်နဲ့ဆုံးရချင်တွေ့အရင်လည်းမသွားနေတော့အစိတ်အတင်တာတော့ပြည့်လည်းကြည့်လိုက်ရလွေးလို့ပါအလေးမနိုင်နဲ့လမ်းရှာတော့အရင်လည်းမသွားနေတော့အလွယ်လေးမပြတ်တော့